ချီပိုးတွေကိုတဘာဝအလျောက်မွေးမြူနေချီပိုးမွေးမြူခြင်းဆိုတာကတဘာဝပတ်ဝန်းကျင်နဲ့ကိုက်ညီတဲ့မွေးမြူနည်းတစ်ခုဖြစ်ပါတယ်ပထမဆုံးမပိုးတွေကတစ်ကြိမ်မှာဥပေါင်း300ကနေ900အထိဥတက်ကြပြီးတော့ဒီဥတွေကသေးငယ်တဲ့ပိုးပေါက်လေးတွေအဖြစ်မွေးဖွားလာပြီးတော့သူတို့ကအသက်ရွက်တွေကိုသာစားသုံးကြပါတယ်ပိုးတွေကအရွယ်ရောက်ဖို့အတွက်6ပတ်ခန့်ကြာမြင့်ပြီးတော့အရွယ်ရောက်တဲ့အခါမှာ3လမခန့်ရှည်လျားလာပါတယ်အရွယ်ရောက်ပြီးတဲ့ပိုးတွေကအစာစားခြင်းကိုရပ်တန့်ပြီးတော့ပိုးတွေကိုစတင်ပြုလုပ်ပါတော့တယ်ဒီလုပ်ငန်းစဉ်က2ရက်ကနေ3ရက်အထိကြာမြင့်တက်ပြီးတော့ပိုးတစ်ကောင်စီကမီတာ1000ခန့်ရှည်တဲ့ပိုးတွေကိုထုတ်လုပ်နိုင်ကြပါတယ်ပိုးတွေရဲ့ထုတ်လုပ်ပြီးတဲ့ပိုးတွေကိုရရှိဖို့အတွက်ပိုးတွေကိုရယူရပါတယ်ရယူထားတဲ့ပိုးတွေကိုတော့ပေါင်းစည်းကပိုးချီမြင်အဖြစ်ပြုလုပ်ကအယောင်ဆိုးပြီးတော့အထည်အဖြစ်ပြုလုပ်ကြပါတယ်တကယ်တော့ပိုးမွေးမြူခြင်းကရိုးရာလက်မှုပညာတစ်ခုဖြစ်ပြီးတော့ဂျေးလက်ဒေသတွေရဲ့စီးပွားရေးကိုလည်းထောက်ပံ့ပေးပါတယ်ပိုးတွေရဲ့ဘဝဆက်ဝန်းကိုနားလည်ပြီးတော့သေချာမွေးမြူမယ်ဆိုရင်တော့သဘာဝပတ်ဝန်းကျင်နဲ့ညီညွတ်တဲ့ပိုးတွေထုတ်လုပ်မှုကိုဆောင်ရွက်နိုင်မှာပဲဖြစ်ပါတယ်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်